Wiki Hub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Hellboy Universe ကိုနည်းနည်းလေးလှန်လို့ပြီးပြီဆိုတော့တခြား Universe တွေကိုနည်းနည်းလောက်ခြေစမ်းကြည့်ကြရအောင်ပါ။ Marvel DC တွေကတင်ဆက်တဲ့သူတွေများလို့ Superhero Fan ဆိုရင်တော့တော်တော်များများကိုသိပြီးလောက်ပြီးဖြစ်မှာပါ။ဒီတော့ကျွန်တော်ကဒီခါ X-Men Universe ကိုနည်းနည်းလောက်တူးဆွကြည့်ချင်ပါတယ်။ဒီနေ့မှာတော့ X-Men Universe တွေကဦးကြောင်ကြောင်နိုင်ပြီးတော့အသုံးဝင်တဲ့ power တွေနဲ့ Mutant 9 ယောက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 Zabi aka Forget Me Notဇာဘီရဲ့အစွမ်းကတော့ Marvel တမိုင်းတစ်လျှောက်ဝမ်းနည်းစရာအကောင်းဆုံးနဲ့တနာစရာအကောင်းဆုံး super power လို့ကင်မွန်တက်မယ်ဆိုရင်တော့မှားမယ်မထင်ပါဘူး။ကျွန်တော်တို့တွေကကိုလုပ်ခဲ့တဲ့အရာလေးတွေအတွက်ဂုဏ်ပြုမှုအတိမတ်ပြုမှုလေးတွေတော့လိုချင်ကြတာကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဇာဘီကတော့ဘယ်တော့အခါမှဂုဏ်ပြုမှုကိုခံယူနိုင်မဲ့လူတစ်ယောက်မဟုတ်ခဲ့ပါဘူး။အကြောင်းကတော့သူ့ရဲ့ဖြစ်တည်မှုကိုဘယ်သူမှသတိမရကြတော့လို့ပဲဖြစ်ပါတယ်။ဒါကသူ့ရဲ့ mutant power ဖြစ်ပြီးတော့သူကလူတွေရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားတာနဲ့သူ့ရဲ့ဖြစ်တည်မှုကိုမေ့သွားတတ်ကြပါတယ်။အဲဒီစွမ်းကို Professor A လို Telepath Genius တယောက်တောင်မှထောက်လှမ်းနိုင်စွမ်းမရှိသလို Cerebro ရဲ့ကူညီတဲ့တောင်မှသူ့ရဲ့ဖြစ်တည်မှုကိုမရှာဖွေနိုင်ကြပါဘူး။ဒါကြောင့် Professor A ကသူ့ရဲ့စိတ်ထဲမှာဇာဘီရဲ့ဖြစ်တည်မှုကိုသတိပေးဖို့ reminder တစ်ခုကိုသတ်မှတ်ထားရပါတယ်။သူ့ရဲ့ power ကသူကိုယ်တိုင်တော့မထိန်ချုပ်နိုင်လို့အသုံးဝင်ဘူးလို့ပြောလို့ရပေမဲ့သူ့ရဲ့ထောက်လှမ်းမရနိုင်တဲ့အစွမ်းကြောင့်လျှို့ဝှက် mission တွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှသူ့ရဲ့စွမ်းဆောင်ရည်ကိုမမရရမရှိခဲ့ကြပါဘူး။ပို့ပြီးတော့စိတ်မကောင်းစရာကောင်းတာက Crocodile ကိုကယ်တင်ဖို့သူ့ရဲ့အသက်ကိုစတေးခဲ့ပေမဲ့သူ့ရဲ့စတေးမှုကိုရောသူ့ရဲ့ဖြစ်တည်မှုကိုပါဘယ်သူမှသတိမရကြတော့တာပဲဖြစ်ပါတယ်။နံပါတ်2 Irina Clayton aka Choir သူမကတော့ ex student တယောက်ဖြစ်ပြီးတော့သူမရဲ့အစွမ်းကတော့ဘသူရဲ့အတန်ကိုမဆိုတူးပနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။အဲဒီအတန်ကိုလည်းနေရာပေါင်းစုံကနေထုတ်လွှတ်နိုင်စွမ်းရှိပါတယ်။ရန်သူကိုအာရုံလွှဲနိုင်ုံကလွဲပြီးဘတ်တယ်ထဲမှာဘာမှအသုံးဝင်တဲ့အစွမ်းမို့လို့ဒီ list ထဲမှာထည့်ထားရတာပါ။ဘတ်တယ်မှာအသုံးဝင်လို့နေ့စဉ်ဘဝမှာအသုံးဝင်လာဆိုတော့ print လောက်တာနဲ့ဖြောပေးသမားလုပ်မယ်ဆိုရင်တော့တော်တော်အသုံးဝင်မှာဆိုပေမဲ့level မှာနှခမ်း3ခုပါနေတဲ့သူမရဲ့ပုံစံကလူရှိထွက်ဖို့တောင်မှတော်တော်စဉ်းစားယူရမယ့်အနေအထားမှာရှိပါတယ်။ကန်ဆိုးတာလားကန်ကောင်းတာလားမပြောတတ်ပေမဲ့ MD ဖြစ်ရကြီးပြီးမှတော့ခွာရရဲ့အစွမ်းတွေကပျောက်ကွယ်သွားခဲ့ပြီးတာမန်လူတယောက်ဘဝကိုပြန်ရောက်သွားခဲ့ပါတယ်။နံပါတ်3 Banner Bohax aka Peak သူကတော့ပုံထဲမှာမြင်ရတယ်လို့ပဲကြက်လူမျက်နှာကြက်လူချွန်ထက်တဲ့လက်သေးတွေနဲ့ကြက်လူသားတယောက်ဖြစ်ပါတယ်။ကြက်လူသားမို့လို့ပင့်ကလူသားလိုမျိုးမိုက်လိမ့်မယ်လို့မထင်လိုက်ပါနဲ့။သူရဲ့ superhuman strength ကတော်တော်လေးကိုဝေးပြီးတော့တခါတုန်းက Magneto ကိုတိုက်ခိုက်ဖို့ Cassandra Nova က Peak ကို mind control လုပ်ဖူးပါတယ်။ဒါပေမဲ့အရန်ဝေးလွန်တာကြောင့်မအောင်မြင်ခဲ့ပါဘူး။သူကမပြန်နိုင်ပေမဲ့လေထဲမှာဝဲနိုင်တာနဲ့ချွန်ထက်တဲ့လက်သေးတွေနဲ့တိုက်ခိုက်တာကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကြက်တကောင်ရဲ့အသွင်ပြင်ရှိနေတာလွယ်လို့ဘတ်တယ်မှာဘာမှအသုံးဝင်တဲ့ mutant တကောင်ဖြစ်ပါတယ်။နံပါတ်4 Mackie Collin aka Kylon ခိုင်လွန်ကဒီ list ထဲမှာရောက်နေတာကတော့အသုံးဝင်တဲ့ mutant power ကြောင့်တာဖြစ်ပြီးတော့သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် X-Men member ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ခိုင်လွန်ကကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမား hand to hand combat master လို့သတ်မှတ်ခံရပေမဲ့သူကျွမ်းကျင်မှုနဲ့သူ့ရဲ့ mutant power က Brotherland တန်တလန်ပါပဲ။သူ့ရဲ့ mutant power က acoustic kinesis လို့ခေါ်တဲ့ကြားဘူးသမျှအတန်မှန်သမျှကိုတစ်ထည်တည်းတူအောင်တူပနိုင်တဲ့ power ပဲဖြစ်ပါတယ်။နေပြူဟာပိုင်းအရာအသုံးဝင်နိုင်ပေမဲ့သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေကတော့ Brotherland တန်တလန်ဖြစ်နေစေပါပဲ။နံပါတ်5 Robbie aka Prison Mr. Sinister ရဲ့ Maruta အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Prison ကသူ့ရဲ့တကူလုံးကိုဖမ်းနေတိစောက်ထားပါတယ်။နောက်ထပ်စွမ်းရည်အနေနဲ့ကတော့သူ့စီကိုဦးတီလာတဲ့ဘလို့ရောင်ကြီးမျိုးကိုမဆိုစုပ်ယူပြီးတော့လမ်းကြောင်းပြောင်းပေးနိုင်ပါတယ်။သူက Export Issue 10မှာစတင်ပါဝင်လာခဲ့ပြီး Cyclops ရဲ့ Optic Blast နဲ့တိုက်ခိုက်မှုကိုလမ်းကြောင်းလှည့်ပစ်ခဲ့ပူပါတယ်။ဒါပေမဲ့ durability တအားနေတာကြောင့် Jean Grey ရဲ့တိုက်ခိုက်မှုအောက်မှာတစားစီကွဲချေသွားခဲ့ရပါတယ်။ဒါကြောင့်လည်းသူ့ကိုဒီ list ထဲမှာထည့်ထားရတာဖြစ်ပါတယ်။အလုပ်တစ်ဖက်နဲ့အားတဲ့အချိန်လေးမှာလှုပ်ထားရတာဖြစ်လို့ဗီဒီယိုကတိုးသွားခဲ့ပြန်ပါပြီ။အဲဒီအတွက်လည်းတောင်းပန်ပါတယ်။ဂျားရကပေးရလေးတွေမှာဗီဒီယိုကောင်းကောင်းလုပ်နိုင်ဖို့ကြိုးစားတော့မှဖြစ်လို့၄ရက်လောက်ပြောင်းနိုင်ပါတယ်။အဲဒီအတွက်လည်းကြိုတောင်းပန်ခြင်းပါတယ်။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်။